ကိုဗစ်ကိုထုတ်ပြန်လိုက်ပါတယ်။ပြင်ထွက်ရင်နှာခေါင်းစည်းတပ်ဖို့လူ9ယောက်ထက်ပိုရှိဖို့ရင်းတော်ကဲဆယ်ရေးကျမ်းမာရေးဓာရေးကိစ္စကိုကျမ်းမာရေးနဲ့အားလုံးဝန်ထမ်းတွေလိုက်နာရေးနဲ့ရာစင်တာရေးတွေရေးယူတယ်လို့ပြောကြပါတယ်။ကျင်းပပြုလုပ်ခဲ့တဲ့ပါတီဆောင်ဒီမိုကရေစီပြည်ရေးတော်ပုံရဲ့စိုးဝါးစွာလွဲမှားနေတဲ့မဲဆင်းခံဖြစ်ခဲ့တဲ့ဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ပြည်သူ့ထံမှအချုပ်ချာကစင်တိုက်ကနေဆိုပြီးအချက်နဲ့စန့်ကျင်နေပါတယ်။မြန်မာတို့ရဲ့နှစ်သက်ကူးတဲ့တကြံနှစ်ဟောင်းကအညစ်ကြေးတွေကိုစေးကြောပေးမဲ့တကြံနဲ့ရက်ဆက်လိုက်တာတကြံရဲ့ပေးဆက်ရတဲ့နှစ်တွေဘဝတွေအသက်တွေလည်းများလာပြီတကြံရဲ့ကျွန်တော်တို့မြန်မာတွေရဲ့ပျော်ရွှင်စရာနှစ်တကူဖြစ်တဲ့တကြံကိုမပျော်ရွှင်ရဘဲနဲ့ဖြတ်တန်းလာရတာအရန်ကိုကြားခဲ့ပါပြီစိတ်တက်မကြပါနဲ့ကျွန်တော်တို့ပြည်သူတွေအားလုံးဘေးကင်းကင်းနဲ့အိမ်ပြန်နိုင်ဖို့လည်းကျွန်တော်တို့ကြိုးစားကြမယ်အားလုံးဘေးကင်းကင်းနဲ့ပြန်နိုင်ဖို့ကိုလည်းကျွန်တော်တို့ညာမီးရင် channel ရနေပြီးတော့မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်